ကိုယုံနေလို့ပြောလာတဲ့လူတယောက်ကိုအခုလိုပညာသားပပတုံ့ပြန်ခဲ့တဲ့အဆိုတော်အင်ချစ်ရဲ့ရုပ်ကိုရောအင်ချစ်ရဲ့အတန်ကိုရောယွန်ကြောင်းတဲ့ပြောခဲ့ရကတော့အဆိုတော်အာကာဆိုတဲ့အမျိုးသားတဦးပါဂီတသချင်းဆိုပြန်ပွဲကနေအောင်မြင်လာတဲ့ဆိုတဲ့အဆိုပါလူကမင်းသမီးရတနာဘိုမကောင်းကြောင်းကိုလည်းလိုင်းလွှင့်ပြီးတော့အတင်းတုတ်ခဲ့တယ်လို့အဆိုတော်အင်ချစ်ကိုလည်းအယမ်းယွန်ကြောင်းတဲ့ပြောခဲ့ရပါအဲ့ဒီလူကအဆိုတော်အင်ချစ်ဆိုရင်သူ့ရဲ့အတန်ရဲ့ရုပ်ကြီးရဲ့အင်ချစ်ရဲ့နှာခေါင်းကြီးရဲ့အယမ်းယွန်ကြောင်းမို့ကျိုးမြေချိုပြောခဲ့ရပါအခုအခါမှာတော့အဆိုတော်အင်ချစ်ကသူ့ကိုဒီလိုမျိုးပြောဆိုကတိုင်းသိပြည်သည့်အဆက်ခွေးလာတဲ့အမျိုးသားကိုပြတ်သားစွာနဲ့တုံ့ပြန်လိုက်ပါတယ်အင်ချစ်ကသူမကိုယွန်နေဆိုပြီးပြောနေတဲ့အမျိုးသားရဲ့ဗီဒီယိုဖိုင်ကိုသူမကိုမပို့ကြပါနဲ့ဆိုပြီးတော့တောင်းပန်လာပါတယ်ဆက်လက်ပြီးအင်ချစ်ကရုပ်ရှင်လောကမှာစကားပုံတစ်ခုရှိသလိုမင်းသားကျော်ဟင်းကိုလူတိုင်းသိပေမဲ့ကျော်ဟင်းကတော့လူတိုင်းကိုမသိနိုင်ကြောင်းဘယ်ကမှမသိတဲ့လူတယောက်ကိုအတန်းရှင်းမပေးခြင်းကြောင့်သူယွန်လို့လေကိုဘဘမပြတ်ကြောင်းအဆိုပါအမျိုးသားကကိုကိုယွန်နေလို့ပြောတဲ့အပေါ်မှာမခံမရနိုင်ဖြစ်ပြီးတော့စိတ်ဆိုးဒေါသထွက်တဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းချစ်တဲ့သူပို့ပေါ်လာတာအမျက်မလို့မကောင်းတဲ့လူကကိုယ်စိတ်နဲ့ကိုသွားလိမ့်မယ်လို့အင်ချစ်ကဆိုပါတယ်ပရိသတ်တွေကရောကိုကိုယွန်နေလို့ပြောလာတဲ့လူကိုပညာသားပပတုံ့ပြန်ခဲ့တဲ့အဆိုတော်အင်ချစ်ကိုဘယ်လိုမြင်ကြပါသလဲရှင်